ဖြစ်အောင်လုပ်ပေးနိုင်တဲ့လက်စရာတူဟာရီဆိုတာကဒီခေါင်းစွပ်အမဲနဲ့လူကိုပြောတာ2023လောက်တုန်းကဆိုရင်တော့တော်တော်လေးနာမည်ကြီးခဲ့တဲ့သူပေါ့နောက်ဆုံးမှာတော့သူကအဖမ်းခံခဲ့ရတယ်သူအဖမ်းခံရတဲ့အဓိကအကြောင်းရင်းက Polisi meringkus Slamet Tohari, tersangka dukun pengganda uang yang membunuh 12 korbannya. Tersangka menunjukkan gundukan tanah tempat mayat korbannya dikubur dan polisi menemukan tulang belulang serta bagian tubuh. သူ့ကိုဖမ်းတော့ကဆိုရင်လေဒီစိုက်ခင်းထဲမှာရဲတွေတင်မကောက်ဘူးဒီစစ်တပ်ကပါဆင်းပြီးတော့ဖမ်းရတယ်ဘာလို့အခုလိုမျိုးကြီးအုပ်အော်တောင်းနေတဲ့ဖမ်းရတာလဲဆိုတော့သူကဒီစိုက်ခင်းတွေရဲ့ဘေးနားမှာတွင်းတွေတူးပြီးတော့အဲဒီတွင်းတွေထဲမှာလူတွေကိုမြုပ်ထားတယ်မြုပ်တဲ့အခါကျတော့လေဒီတွင်းထဲကိုတစ်ယောက်စီမြုပ်ထားမျိုးမဟုတ်ဘဲနဲ့တွင်းထဲမှာပဲ2ယောက်ဘူး3ယောက်ဘူးတွေအဲဒီလိုမျိုးတွေထပ်တက်ပြီးတော့မြုပ်ထားတာ2023ခုနှစ်သူနာမည်ကြီးခဲ့တဲ့အချိန်တုန်းကတော့ငွေကြေးတွေကိုနှစ်ဆဖြစ်အောင်လုပ်ပေးနိုင်တဲ့နတ်ဆရာတယောက်ဖြစ်နေအင်ဒိုနီးရှားမှာနာမည်ကြီးတာအဲ့တော့သူအကြောင်းကိုမပြောခင်မှာငါတို့ကတော့ဘေးရင်ဆရာတွေနတ်ဆရာတွေဆိုရင်အရန်ယုံတာတိုတဲ့သူတွေအတွက်ကျွန်တော်တို့အတူတူကြည့်ကြပါမယ်ကျွန်တော်ကတော့ရှင်းဝေရန်ဆိုပါနောက်ဆုံးကြမှာပဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အကုန်လုံးကိုခြုံပြီးတော့ကျွန်တော်ဒီတလောက်ပြန် share ပေးပါမယ်ဒီမှာဆိုရင်လူတွေကအများကြီးပဲရွာသားတွေရောရဲတွေရောတခြားသောသူတွေရောတော်တော်လေးကိုမှများတယ်အမှန်တကယ်တော့သူ့ကိုပြေးလို့မရအောင်ဆိုပြီးတော့အကုန်လုံးကဝိုင်းဖမ်းရတဲ့အခြေအနေတစ်ခုသူ့ကိုဖမ်းရတဲ့အဓိကအကြောင်းရင်းကလူတက်မှုဆိုတဲ့ဆွဆွဲချက်နဲ့ဖမ်းတာဒါပေမဲ့လူတက်မှုဆိုတဲ့ခေါင်းစဉ်နဲ့ဖမ်းတာဆိုပေမဲ့တကယ်တမ်းနောက်ွယ်မှာကသူကဘေးရင်ဆရာလိုနတ်ဆရာလိုနဲ့ဒီလူတွေစီကနေလိန်စားပြီးတော့နောက်ဆုံးမှာအဲ့ဒီလူတွေအကုန်လုံးကိုတပ်ပစ်လိုက်တာပြီးတဲ့အခါကျတော့ဒီစိုက်ခင်းတွေရဲ့ဘေးနားမှာအခုလိုမျိုးတွင်းနေတူးပြီးတော့ဘယ်သူမှမသိအောင်မြုပ်ထားတာသူ့ကိုဖမ်းတော့ကဆိုရင်တော့ဒါကတကယ်တမ်းဆိုရင်2ယောက်ပြနောက်ထပ်1ယောက်ရှိသေးတယ်ဒီမှာဆိုရင်တော့သူတို့တွေစာပြီးတော့တူးနေပြီတွင်းထဲကနေဖနက်တွေရောရေဘူးတွေရောပါထွက်လာတကယ်တမ်းအဲ့ဒီရေဘူးတွေကဘာလို့ဒီတွင်းထဲမှာရှိနေရတာလဲဆိုတော့ဒီဘူးတွေကတာမန်ရေဘူးတွေမဟုတ်ဘူးဗျဒီဆိုင်ယာနိုင်အစိတ်တွေထည့်ထားတဲ့ဘူးတွေသူကဒီလူတွေအကောင်လုံးကိုဆိုင်ယာနိုင်အစိတ်ခတ်ပြီးတော့တခါတည်းဒီတက်သေးတွေကပါအစလုံးဝအပြောက်ဖြောက်တာအခုတွေ့ရတဲ့လောက်ဆိုရင်တော့ဒါက9လောင်းရှိသွားပြီပေါ့လေဒါပေမဲ့နောက်ထပ်ရှိသေးတယ်သူတို့ဆက်ပြီးတော့တူးကြအောင်ပါသူကဟိုနေရာတခြင်းဒီနေရာတခြင်းအဲ့လိုမျိုးကြီးမြုပ်ထားတာအဲ့လိုမျိုးမြုပ်ထားတဲ့အခါကျတော့ဒီအချိန်တွေကလည်းကြာလာတဲ့အခါကျတော့သူကိုယ်တိုင်ကတော့မှဘယ်နေရာမှာဘယ်နှလောင်းတွေမြုပ်ထားလို့မြုပ်ထားမှမသိတော့ဘူးအခုဆိုရင်တော့ဒါ10လောင်းအထိကိုမှတွေ့သွားပြီပေါ့လေ10လောင်းအထိတွေ့သွားတယ်ဆိုတာကလည်းတဏီတဲ့ရှာထားတာတော့မဟုတ်ဘူးဗျ2ရက်3ရက်လောက်ဇက်တိုက်ရှာရတာနောက်ရက်တွေထပ်ပြီးတော့ရှာတဲ့အခါကျတော့နောက်ထပ်2လောင်းထပ်ပြီးတော့တွေ့တယ်နောက်ဆုံးဖိတ်ကတော့12လောင်းထိတွေးခဲ့တယ်ပေါ့လေအဲ့ဒီအထဲမှာဒီနတ်ဆရာကိုယုံတဲ့အိမ်တောင်တဲ့အတွဲလေးပါတယ်သူ့ကိုအင်တာဗျူးလုံးကဆိုရင်လည်းသူကိုယ်တိုင်ကပဲအကုန်လုံးကိုဝန်ခံခဲ့တာဒီလူတွေအကုန်လုံးကိုဘလို့တွေတတ်ခဲ့တာလဲမေးတော့သူကဒီဆိုင်ယာနိုင်အစိတ်ကိုသုံးပြီးတော့တတ်ခဲ့တယ်ဆိုတဲ့အကြောင်းရယ်နောက်ပြီးတော့သူကနတ်ဆရာတယောက်ဖြစ်တဲ့အခါကျတော့သူ့ကိုဒီဝိညာဉ်ရေးရာတွေနဲ့ပတ်သက်လို့လာမေးတဲ့သူတွေရောနောက်ဒီစီးပွားတိုးတက်ခြင်းလို့လာမေးတဲ့သူတွေရောရှိတာပေါ့လေအဲ့ဒီလိုမျိုးလာမေးတဲ့အခါကျရင်ဒီလာမေးတဲ့သူတွေအကုန်လုံးကိုသူကဒီရေစင်တစ်ခွက်တိုက်တယ်ဒါပေမဲ့တကယ်တမ်းကအဲ့ဒါကရေစင်ခွက်မဟုတ်ဘူးအဲ့ဒီခွက်ထဲမှာအစိတ်ခတ်ထားတာဒါပေမဲ့ဒါကိုတောက်ပြီးသွားရင်တော့အကုန်လုံးအဆင်ပြေသွားမယ်စီးပွားရေးတွေတိုးတက်လာမယ်ငွေတွေပါနှစ်ဆဝင်လာမယ်ဘာညာပေါ့ဗျာလိန်ရတာပေါ့လာတဲ့သူတွေကလည်းသူပြောတာကိုယုံနေတဲ့ယုံတော့တောက်ကြတယ်ပေါ့ဗျာတောက်တဲ့အခါကျတော့အစာကလေးကဒီဖန်ကွက်ထဲမှာဆိုင်ယာနာအစိတ်တွေထည့်ထားတဲ့အခါကျတော့တခါတည်းပဲသေတာပေါ့ပြီးတော့ဒီအလုပ်တွေကိုလှုပ်တုံးကလည်းသူတယောက်တည်းလှုပ်တယ်ဆိုတဲ့အကြောင်းကိုလည်းအဲ့ဒီအင်တာဗျူးမှာပဲတခါတည်းဝန်ခံခဲ့အဲ့တော့သူ့ရဲ့နာမည်အရင်ကဆာလာမတ်တိုဟာရီ1989အင်ဒိုနီးရှားမှာမွေးတယ်ဒီအဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တာက2023ခုနှစ်ဧပြီလ10ရက်နေ့မှာဖြစ်ပျက်ခဲ့တာသူကဒီနတ်ဆရာအလုပ်ကို2020လောက်ကတည်းကစာပြီးတော့လုပ်တာဒီအလုပ်တွေကိုလုပ်တဲ့အခါကျတော့လေသူကဒီ social media တွေမှာကြီးညာတယ်အဲ့ဒီအချိန်တုန်းကဒီကိုဗစ်ကာလဆိုတော့အားလုံးကလည်းဒီဆိုင်တွေပိတ်အလုပ်တွေပိတ်တဲ့တော်တော်များများကအိမ်ထဲမှာပဲဒီဖုန်းတစ်လုံးနဲ့အချိန်ကုန်ခဲ့ကြတာပေါ့အဲ့ဒီအချိန်တွေစီကိုခဏလောက်ပြန်သွားကြည့်ရင်လေဒီခွေးတွေကိုငြိမ်အောင်ထိန်းနိုင်တယ်ဆိုတဲ့သူတွေရောဖြစ်ပြီးသွားတော့မှဖြစ်တော့မယ်ဆိုတာကိုဒီမနောကြီးကကြိုသိနေတဲ့ဆိုတဲ့ငကားတွေရောတူရကီမိုတကီဆိုရကီယာဆိုတာကဒီတရဏဂုံ၃ပါးကိုခေါ်တာတွေရောတကယ်ကိုမှမမြင်ဘူးတဲ့အရာတွေနောက်ပြီးတော့လူနန်းအောင်ခံလို့မရဘူးဆိုတာကပါသေးတာအဲ့တော့လူနန်းမခံနိုင်ဘူးဆိုရင်လည်းလူကြားတဲ့မနေနဲ့ပေါ့ဗျာရေထဲဆင်းနေပေါ့ဒါပဲရှိတာပေါ့ Hello, how are you? I am under the water.
အဲ့တော့သူတို့တွေကဘာတွေလဲနဂါးတွေလားဖားတွေလားရေပွဲလားကင်းမွန်လားကနန်းလားဘာလားညာလားပေါ့ဗျာဒါတွေအကုန်လုံးကလူအများဒုက္ခရောက်နေတဲ့အချိန်မှာပေါ်လာလေးရှိပါတယ်အဲ့တော့တူဟာရီဆိုတာကလည်းသူတို့တွေတဲကတယောက်ပဲယုံကြည်မှုကိုအသုံးချပြီးတော့ဒုက္ခရောက်နေတဲ့သူတွေစီကနေအမျက်ထုတ်ချင်ကြတဲ့သူတွေပေါ့သူ့ကိုယ်သူဒီတိုက်စရာလိုနတ်စရာလိုနဲ့ဆိုရှယ်မီဒီယာမှာနာမည်ကြီးလာခဲ့တာပေါ့အဲ့ဒီအချိန်တုန်းကလည်းအဲ့လိုလူတွေကိုယုံတဲ့သူတွေကလည်းတစ်ဖက်မှာကတော်တော်များများရှိအဲ့လိုလူတွေအတွက်ကလည်းအလင်ခံရဖို့ကပို့ပြီးတော့ chance များတာပေါ့လေပို့ဆိုတာကဒီတူဟာရီကဒီအလုပ်တွေကိုမလုပ်ခင်2019လောက်တုန်းကသူကငွေအတုတွေထုတ်လုပ်မှုတွေထောင်ချခဲ့ဘူးတယ်2020ခုနှစ်ဒီထောင်ကထွက်လာခြင်းဆိုတော့သူကအလုပ်ကလည်းမရှိကိုဗစ်ကာလဆိုတော့လူတိုင်းကလည်းသိကြတယ်မလားဘာသာရေးအရထွက်ပေါက်တွေကရှာကျင်နေကြတာဆိုတော့ဒါကိုသူကကောင်းကောင်းကြီးသိတယ်ဆိုတော့သူ့ကိုယ်သူငွေနှစားဖြစ်အောင်လုပ်ပေးနိုင်တဲ့နတ်ဆရာဆိုပြီးတော့ဆိုရှယ်မီဒီယာတွေမှာမာကတ်တင်းဆင်းတာပေါ့လေဒါပေမဲ့နောက်ွယ်မှာတော့သူကငွေအတုတွေကိုထုတ်နေခဲ့တယ်ဒါကိုယုံပြီးတော့သူ့စီကိုရောက်လာတဲ့သူတွေကလည်းအများကြီးပဲအဲ့ဒီလိုမျိုးတွေရောက်လာတဲ့သူတွေကိုသူကငွေနှစားဖြစ်အောင်လုပ်ပေးတယ်ဘယ်လိုမျိုးလုပ်ထားလဲဆိုတော့မင်းမှာပတ်စံ9သိန်းပါလာတယ်ဆိုတော့မင်းရဲ့ပတ်စံ9သိန်းကိုသူကပဝါလေးနဲ့အုပ်ပြီးတော့အုံဖွဆိုပြီးတော့အဲ့ဒီ9သိန်းကိုယူလိုက်ပြီးတော့မင်းကို10သိန်းပေးလိုက်ဒါပေမဲ့အဲ့ဒီပေးလိုက်တဲ့10သိန်းကငွေအတုတွေလာတဲ့သူတွေကလည်း9သိန်းကနေ10သိန်းရတယ်ဆိုတဲ့အခါကျတော့အကုန်လုံးကပျော်ကြတာပေါ့ပျော်တာတွေမကောက်ဘူးဒီဆရာစွမ်းတဲ့တွေပါဖြစ်လာပါလေရောဒါတောင်မှပဲသူတို့တွေတည်သွားလို့မတည်ရင်ငွေတုကင်ဆောင်မှုနဲ့ထောင်ကျရင်ကြနေဦးမှာပြောရတာမဟုတ်ဘူးနောက်ပိုင်းမှာတော့လာတဲ့သူတွေကများတဲ့အခါကျတော့သူကလာတဲ့သူတိုင်းကိုဘလို့တွေလုပ်လဲဆိုတော့ရေစင်တစ်ခွက်တိုက်တယ်တောက်ပြီးသွားရင်တော့စီးပွားရေးတွေတိုးတက်လာမယ်ဘာညာပေါ့ဗျာအမှန်တကယ်တော့အဲ့ဒီအထဲထဲမှာဒီဆိုင်ယာနိုင်အစိတ်ကိုခတ်ပြီးတော့တခါတည်းအပြတ်ရှင်းလိုက်တယ်ဘာလို့လဲဆိုတော့သူပေးနေတဲ့ငွေတွေကအတုတွေဆိုတဲ့အခါကျတော့ဒီကိစ္စကတစ်ချိန်မဟုတ်တစ်ချိန်ကျရင်တော့ပေါ်မှာပဲအပေါ်တဲ့အခါကျရင်တော့တေးကြတယ်သူပြန်ပြီးတော့ထောင်ကြမှာပေါ့လေအဲ့တော့သူကတခါတည်းပဲတက်ပြက်လိုက်ပြီးတော့အဲ့ဒီလူတွေကိုဒီသူ့အိမ်ဘေးနာကစိုက်ခင်းတွေရဲ့အနားမှာတွင်းနေတူးပြီးတော့တခါတည်းမြုပ်လိုက်တာလူ17ယောက်သေတဲ့အထိအဲ့ဒါကိုဘယ်သူမှမရိပ်မိခဲ့ဘူးဒါပေမဲ့ဒါကိုမယုံကြည်လို့ဆိုပြီးတော့စမ်းသပ်ခြင်းနဲ့ကျွန်တော်တို့လိုလူတစ်ယောက်ရှိတယ်သူ့ရဲ့နာမည်ကပလာဆက်ရိုဒီအမှုကလည်းသူ့ကြောင့်ပဲပေါ်လာခဲ့ရတာသူကဒီနတ်ဆရာစီကိုသွားမယ်ဒါပေမဲ့သူမသွားခင်မှာသူ့ရဲ့သားကိုတည်တည်ချာချာမှားခဲ့တယ်တကယ်လို့များပေါ့လေသူကဒီနတ်ဆရာစီကိုသွားလို့3ရက်အတွင်းအိမ်ကိုပြန်ရောက်မလာခဲ့ဘူးဆိုရင်တခါတည်းရဲစခန်းကိုသွားတိုင်ချက်ဖွင့်ပြီးတော့တခါတည်းအဲ့ဒီရဲတွေကိုပါဒီနတ်ဆရာစီကိုခေါ်လာဖို့သူ့ရဲ့သားကိုမှားခဲ့တယ်သူကိုယ်တိုင်ကလည်းအဲ့ဒီမှာပဲတည်ခဲ့ရတယ်3ရက်အတွင်းအိမ်ပြန်ရောက်မလာတဲ့အခါကျတော့သူသားကလည်းသူ့အဖေမှားတဲ့အတိုင်းပဲရဲတွေခေါ်ပြီးတော့အဲ့ဒီနတ်ဆရာရဲ့အိမ်ကိုသွားခဲ့တယ်သွားတဲ့အခါကျတော့တန်တရားဝင်စရာရှိရဆိုပြီးတော့ဒီတူဟာရီကိုတခါတည်းပဲဖမ်းပြီးတော့ဟိုခောက်ဒီကောင်မေးရတဲ့အခါကျတော့ဒီ12ယောက်သေတဲ့အမှုကအဲ့ဒီကနေစပြီးတော့ပေါ်လာခဲ့တာပေါ့လေအဲ့တော့ဒီနေရာမှာမေးစရာတစ်ခုရှိတာကဒီကလူတွေကဘာလို့သူ့ကိုအဲ့ဒီလောက်ထိတောင်ယုံကြည်ကြတာလဲပေါ့လေဘာလို့ယုံကြည်ကြတာလဲဆိုတော့ဒီအမှုဖြစ်ခဲ့တဲ့နေရာကအင်ဒိုနီးရှားနိုင်ငံရဲ့ဘဟိုဂျာဘာဘန်ချာနီကာရာဒေသမှာဖြစ်ပျက်ခဲ့တယ်အဲ့ဒီဒေသကလူတွေကဒီကေဂျာဝန်ဆိုတဲ့ဂိုင်းတစ်ခုကိုယုံကြည်ကြတယ်အဲ့ဒီဂိုင်းကလည်းအမှန်တိုင်းပြောရရင်တော်တော်လေးရှုပ်တယ်ဗျဗုဒ္ဓဘာသာတွေရောအစ္စလမ်တွေရောဟိန္ဒူတွေရောနောက်ပြီးတော့ဒီနတ်ကိုးကွယ်မှုတွေရောတော်တော်လေးကိုမှရှုပ်တယ်ဘယ်သူကဘာတွေမှမသိတဲ့နေရာကြီးအဲ့ဒီနေရာကဟိုကိုးကွယ်မှုတစ်ခုအနေနဲ့ပြောရင်တော့မှတော်တော်လေးဆိုးတဲ့နေရာတစ်ခု2024ခုနှစ်ကဇန်နဝါရီလ12ရက်နေ့မှာတော့ဒီအောက်လန်းဆရာဖြစ်တဲ့ဆလာမတ်တူဟာရီကိုလူတန်းမှု12မှုရဲ့ငွေအတုတွေထုတ်လုပ်မှုနဲ့တခါတည်းပဲသေဒဏ်ချမှတ်ခဲ့သူရဲ့ဒီနတ်ဆရာဖြစ်တဲ့တူဟာရီရဲ့ဟောကိန်းတွေကဘယ်လိုမျိုးတွေအစွမ်းထက်တယ်ဆိုတာကို2020လောက်ကနေစလို့ဒီ2023ခုနှစ်ရောက်တဲ့အထိကြော်ညာပေးနေတဲ့သူကိုလည်းအခုလိုမျိုးတွေဖြစ်လာတာကမင်းလဲကြံရပါတယ်ဆိုပြီးတော့သူ့ကိုပါတခါတည်းဖမ်းပြီးတော့ထောင်ချလိုက်တယ်ကျွန်တော်ရဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကိုအဲ့ဒီလိုမျိုးလာပြီးတော့ကြော်ညာလိုစပွန်ဆာလိုကမ်းလှမ်းတဲ့သူတွေလည်းရှိတယ်ဒီထိုင်းဘက်တွေမှာရောဒီကျွန်တော်တို့နိုင်ငံတွေတဲကပါပါတယ်သူတို့ကျွန်တော်ကိုပေးတဲ့ range ကလည်းအယူသားဆုံးပြောရရင်တော်တော်လေးများတယ်ဗျဒါကလည်းကျွန်တော်ကြွယ်ပြတာမျိုးမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ကသတိထားနေရတယ်ဆိုတာကိုပြောပြချင်တာကျွန်တော်ရဲ့အမျိုးတွေကိုလည်းသတိထားစေချင်တာလည်းပါတာပေါ့လေဆိုတော့အားလုံးပဲတတာပါခင်ဗျာ